မင်္ဂလာပါကလေးလေးတို့ရေဒီနေ့ကလေးလေးတို့တဲ့ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်နော်ဟိုးရှိတော့ကအရန်ကိုဆင်းရဲတဲ့မိဘမဲ့ကလေးလေးတို့ရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီကလေးလေးမှာအရန်ကိုကျွမ်းကျင်တဲ့အတတ်ပညာတစ်ခုရှိတယ်ဘာလဲဆိုတော့တရောထိုးတဲ့နေရာမှာအရန်ကိုကျွမ်းကျင်နေတဲ့နေတိုင်းပဲသူ့ရဲ့တရောလေးနဲ့တိမ်တက်စင်တိခတ်ပြီးတော့မှလူများရှိရနေပြီးတော့မှငွေကြေးနဲ့ငယ်ရတယ်။အဲ့ဒီငွေကြေးလေးတွေကိုသူ့ဖွားကိုပြန်ပေးပြီးတော့မှအသက်မွေးဝမ်းကြောင်းပြုရတယ်တဲ့။တနေ့မှာမြို့ထဲကမိမပြိုလေးတွေကိုလိုက်ယူဖမ်းယူစားတောင်းနေတဲ့ဘလူးကြီးတကောင်ကတောင်းကျမ်းနေတယ်ဆိုတဲ့အကြောင်းကြားရတယ်။အဲ့ဒီလိုနဲ့မြို့ထဲမှာရှိတဲ့မိမပြိုလေးတွေဟာလည်းဘလူးကြီးလိုက်စားလိုက်တာကုံလူနီးပါးဖြစ်သွားတယ်တဲ့။အဲ့ဒီချိန်မှာတထေးကြီးရဲ့သမီးလေးကိုရောက်လာတော့တာပေါ့ကွယ်အဲ့ဒီခါမှာတထေးကြီးကအဲ့ဒီဘလူးကြီးကိုတတ်နိုင်တဲ့သူကိုသူ့ရဲ့သမီးနဲ့လက်ဆက်ပေးမယ်ပြီးတဲ့အခါကျတော့ပစ္စည်းဥစ္စာတွေကိုလည်းအမြောက်အများချီးမြှင့်မယ်လို့ကြော်ညာလိုက်တယ်အဲ့ဒီခါမှာအဲ့ဒီသူငယ်လေးကတရင်ကိုကြားချင်းပဲသူ့ဖွားကိုပြောတယ်အဖွားခင်ဗျာကျွန်တော်ခီးထွက်တော့မယ်အဖွားကလည်းဘာလို့လဲငါမြေးရဲ့မင်းပဲသွားမလို့လဲကွယ်သူကမိမပြိုလေးတွေကိုလိုက်ယူဖမ်းစားနေတဲ့ဘလူးကြီးကိုသွားရှာမလို့အဲ့ဒီဘလူးကြီးကိုကျွန်တော်တတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တထေးရဲ့သမီးကိုလည်းရမယ်အပြင်ပစ္စည်းဥစ္စာတွေကိုလည်းရမှာဒီတော့အဖွားနဲ့ကျွန်တော်နဲ့အတူတူချမ်းချမ်းသာသာနေရမှာဖြစ်တယ်သူ့အဖွားကသူ့ကိုတားပေးမယ်လဲတားလို့မရဘူးတဲ့ဒါကြောင့်မို့လို့ထွက်သွားခွင့်ပေးလိုက်ရတာပေါ့ကွယ်အဲ့ဒီသူငယ်လေးဟာတရောင်တက်စင်းနဲ့ခီးထွက်လာရင်တတိထားမိလို့တနေရာရောက်မှချီချော်ကြပြီးတော့မှခြောက်ထဲကိုဝုန်းကနေပြုတ်ကျသွားတာပေါ့ကွယ်ဒါပေမဲ့ကံကောင်းလို့အောက်မှာဟာတည့်ရ6ပုံကြီးရှိရဲ့အတွက်ဘာမှမဖြစ်သွားဘူးတဲ့ထိခိုက်ဒဏ်ရာမရခဲ့ဘူးပေါ့ကွယ်6ကြီးထဲမှာမောင်ကလည်းမောင်နဲ့သူဘာမှမမြင်ရဘူးတဲ့ဒါကြောင့်မို့လို့တုံလုံး6ချားနေရပေါ့ကွယ်အတန်းကလည်းမထွက်ရဲဘူးတဲ့ကွယ်အဲ့ဒီလိုနဲ့ညမကြမီမှာမြင်ငင်လင်းလှုပ်တလို့မျိုးသူဒုံနဲ့ကြားရတာပေါ့ကွယ်နေခင်းမှလိုပဲမီးလင်းအောင်နေရလဲထိန်လင်းလို့နေတယ်တဲ့သူငယ်ဟာလဲဟိုကြည့်ဒီကြည့်နဲ့ကြောက်လန့်နဲ့အတမ်းမထွက်ဖဲနဲ့တိတ်လေးချောင်းကြည့်နေတာပေါ့ကွယ်အဲ့ဒီလိုနဲ့ဘလူးကြီးတကောင်ဟာခောက်တုံခောက်ပြန်လမ်းလျှောက်နေတာကိုတွေ့ရတယ်တဲ့သူအင်းကြီးကလည်းဖောင်းပွားပြီးတော့မှညာဘက်အိတ်ကတ်ထဲမှာလဲအသားဖြူချောမင်းကလေးတယောက်ကိုထုတ်ယူလိုက်တယ်မင်းကလေးကသူ့ကိုဦးချပြီးစစ်ကိုတောင်းပန်ပေမဲ့သူနားမထောင်ဘူးတဲ့ဘလူးကြီးကသူ့ရဲ့ဓမ္မအကြီးကိုထုတ်လိုက်ပြီးတဲ့အခါကျတော့မင်းကလေးကိုတတ်ပြီးတော့မှချက်စားလိုက်တာပေါ့ကွယ်သူ့ရဲ့ဘယ်ဘက်အိတ်ထဲကအရက်အိုးတိုးကိုလည်းစပွဲပေါ်မှာတင်ပြီးတော့မှအဲ့ဒီနောက်မှာသူ့ရဲ့မော်လက်စွပ်ကိုဖြုတ်လိုက်ပြီးတော့မှမော်လက်စွပ်လေးငါမင်းကိုလို့ရှိရင်မင်းရဲ့စွမ်းကိုပြရမယ်နော်ဟုဆိုကစပွဲပေါ်မှာတင်လိုက်တယ်အစာစားပြီးရဲ့နောက်မှာအိယာပေါ်ကိုလဲချပြီးတော့မှတခေါ်နဲ့အိပ်ပျော်သွားတော့တယ်တဲ့သူငယ်လေးဟာအရန်ကြောက်ပြီးတော့မှဘာတမ်းမှမထွက်ရဲဘူးတဲ့ကွယ်မကြသေးပါဘူးဘလူးကြီးကလည်းအိယာကနေထအဝစားလဲပြီးတော့မှဓမ္မကြီးကိုလွယ်ပြီးတော့မှလက်စွပ်ကိုကောက်ယူလိုက်တယ်ပြီးတော့လက်စွပ်လေးရေငါမင်းကိုလူရှိပြီငါတဲ့အစွမ်းပြပါအောင်ဟုဆိုလိုက်ပြီးတော့မှလက်စွပ်လေးကိုလက်တန်းပေါ်မှာဝတ်လိုက်တယ်ပြီးတော့လက်စွပ်လေးကိုဘယ်ဘက်လက်ကိုတပတ်ရစ်လိုက်တဲ့အခါမှာခန္ဓာကိုယ်လေးကတင်းငယ်သွားပြီးတော့မှမိခွက်မိလဲငိမ့်သွားတယ်တဲ့ဘလူးကြီးရဲ့တကိုယ်လုံးဟာလည်းတဖြည်းဖြည်းတင်းငယ်သွားပြီးတော့မှအပေါက်သေးလေးကနေထွက်သွားလိုက်တယ်သူငယ်လေးကလည်းတွင်းထဲကနေပဲဘလူးကြီးကိုနောက်တစ်ခေါက်ပြန်လာတဲ့အထိစောင့်နေလိုက်တယ်အရင်တစ်ခေါက်ကလိုပဲဘလူးကြီးဟာပြန်ရောက်လာပြီးတော့မှအစားချက်ပြုတ်စားတောက်ပြီးတခေါ်နဲ့ပြန်အိပ်ပျော်သွားပြန်တာပေါ့ကွယ်
အဲ့ဒီခါမှာလူငယ်လေးကကြောက်ပေမဲ့တေးရှင်းဆိုတဲ့စိတ်ပိုင်းဖြတ်ပြီးတော့မှဘလူးကြီးရှိရာကိုတဖြည်းဖြည်းချိကပ်သွားလိုက်တယ်။ဓမ္မကြီးကိုခိုင်းပြီးတဲ့အခါကျတော့ဘလူးကြီးရဲ့လက်ပင်ကိုခုတ်ချပစ်လိုက်တာပေါ့ကွယ်။အဲ့ဒီချိန်မှာဘလူးကြီးကတေဆုံးသွားတော့တယ်တဲ့။အဲ့ဒီမှာပဲဘလူးကြီးရဲ့မော်လက်စွပ်လေးကိုသူငယ်လေးကယူပြီးတော့မှလက်စွပ်လေးငါမင်းကိုအလိုရှိပြီမင်းစွမ်းနေပြလိုက်ပါအောင်လို့ပြောလိုက်တဲ့အခါမှာလက်စွပ်လေးကလက်စွပ်လေးရေငါမင်းကိုလိုရှိပြီမင်းစွမ်းနေပြလိုက်ပါအောင်တဲ့အဲ့ဒီနောက်မှာလက်စွပ်လေးကိုဆွတ်လိုက်ပြီးညာဘက်ကိုရစ်လိုက်တဲ့အခါမှာခန္ဓာကိုယ်ကြီးကကြီးထွားလာပြီးတော့မှဘယ်ဘက်ကိုရစ်လိုက်တဲ့အခါမှာခန္ဓာကိုယ်လေးကတင်းငယ်သွားတာကိုတွေ့ရတယ်တဲ့ဘလူးကြီးလှုပ်တယ်လို့ပဲလက်စွပ်လေးကိုဘယ်ဘက်ကိုလဲပတ်ပြီးတော့မှသူ့ကိုယ်မှာတပြေးတင်းငယ်သွားပြီးတော့မှမီးလဲပိတ်သွားပြီးတော့မှဘလူးကြီးထွက်သွားတဲ့အပေါက်သေးသေးလေးကနေပဲအပြင်ကိုထွက်သွားလိုက်တယ်သူငယ်ကအိမ်ကိုပြန်ရောက်လာတဲ့အခါမှာဘလူးကြီးကမသေးမပြောက်ဖဲနဲ့သူငယ်လေးကအိမ်ကိုပြန်ရောက်တဲ့အခါမှာမသေးမပြောက်ဖဲနဲ့အသက်ရှင်စွာပြန်လာတဲ့မြေးလေးကိုအဖွားတွေ့တာနဲ့ဝမ်းသာအားရကြိုဆိုတာပေါ့ကွယ်ညမကြမီပါပဲဘရင်ရဲ့သားတော်တစ်ပါးဟာအစားမစားတောင်းနိုင်ပဲနဲ့တေလူမတက်ဖြစ်နေတာပေါ့ကွယ်ဘရင်ကြီးကပုံနာတွေကိုခေါ်ယူပြီးတော့မှတွက်ခိုင်းတယ်ပုံနာတွေကဘရင်သားတော်ဟာငိမ်ညောင်းတာရတဲ့တရောတံကိုကြားရရင်ယောဂချက်ချင်းပြောင်းပြီးတော့မှအစားစားလာနိုင်မယ်လို့ဟောကင်းထုတ်တာပေါ့ကွယ်ဒါပေမဲ့လည်းဘရင်ကြီးကသူ့သားတော်နေကားလာအောင်လို့တရောထိုးဖြောပြနိုင်တဲ့သူကိုနိုင်ငံတော်တဝက်ကိုအုပ်ချုပ်စေပြီးပစ္စည်းဥစ္စာနဲ့စင်နေမြင်းတွေကိုလည်းချီးမြှင့်မယ်လို့ကြေညာလိုက်တယ်တနိုင်ငံလုံးကလည်းအတိမုတ်ပညာရှင်တွေကမင်းသားလေးကိုသွားရောက်ပြီးဖြောပြတာပေါ့ကွယ်မင်းသားလေးကိုပြအောင်ကုတင်းနိုင်ဒါပေမဲ့လည်းမင်းသားလေးကိုပြအောင်ကုသနိုင်တဲ့သူမရှိဘူးတဲ့လူငယ်လေးကလည်းတရောထိုးလူငယ်လေးကလည်းတွားရောက်ဖြောပြပေမဲ့ဘာမှထူးခြားမှုမရှိဘူးတဲ့ကွယ်အဲ့ဒါကြောင့်ပဲနောက်တညမှာအဲ့ဒီလူငယ်လေးဟာလူတွေအားလုံးအိမ်မောကြနေတဲ့ချိန်မှာသူငယ်လေးကမော်လက်စုပ်ကိုကောက်ယူပြီးဘယ်ဘက်ကိုလဲလိုက်တဲ့အခါသူ့တကိုယ်လုံးတဖြည်းဖြည်းနဲ့တင်းငယ်သွားပြီးတော့မှတကားပိတ်ထားတဲ့မင်းသားလေးခန်းထဲကိုအလွယ်တကူဝင်သွားနိုင်ခဲ့တဲ့အိတ်ခန်းထဲကိုရောက်တဲ့အခါအတင်မင်းသားဘာဖြစ်နေလဲဆိုတာကျွန်တော်ကိုပြောပြပါအတင်မင်းသားရဲ့ယောဂပျောက်ကင်းအောင်ကုသပေးဖို့အတွက်ကျွန်ုပ်လာတာဖြစ်တယ်လို့ပြောတော့မင်းသားကအတန်သာကြားရပြီးလူကိုမတွေ့ရတဲ့အခါကျတော့အံ့အားသင့်သွားတာပေါ့ကွယ်ဒါပေမဲ့လည်းသူ့ကိုပျောက်ကင်းအောင်ကုသပေးမယ်ဆိုတဲ့တန်ကြားရတဲ့အခါကျတော့ကျွန်ုပ်ရဲ့ယောဂဟာဆေးနဲ့မကုသနိုင်တဲ့ယောဂတစ်မျိုးပဲကျွန်ုပ်ဟာမိမပြိုလေးတယောက်ကိုဆွဲမဲ့ပြီးတော့မှအခုမိမပြိုလေးကိုဘလူးကြီးကဖမ်းသွားတဲ့အတွက်စိတ်ဝေဒနာခံစားနေရတာဖြစ်တယ်ဒီမိမပြိုလေးကိုဘလူးကြီးလက်ထဲကလွတ်မြောက်အောင်ကယ်ဆယ်နိုင်ရင်ကျွန်တော်ခံစားနေရတဲ့စိတ်ယောဂကလည်းပျောက်ကင်းမှတည်ကြတယ်လို့ပြောတာပေါ့ကွယ်အဲ့ဒါနဲ့သူငယ်လေးကဒါဆိုရင်တော့လုံးဝမပူနဲ့မိမပြိုလေးကိုလွတ်မြောက်အောင်ကျွန်တော်ကယ်ဆယ်ပေးမယ်တကူကကျွန်တော်မျိုးပြောတာကိုနာခံရမယ်မနေ့ပြန်မနေ့စောစောထားရေမိုးချိုးကောင်းလျှော်ပြီးအဝတ်အစားကောင်းကောင်းဝတ်ပြီးတော့မှအစားကောင်းစားပါမင်းသားလေးကသူငယ်လေးပြောတဲ့အတိုင်းလိုက်နာတယ်နက်နက်မိုးလင်းလာတဲ့အခါမှာမင်းသားလေးကိုကြမ်းကြမ်းမာမာတွေ့ရတဲ့အတွက်ဘရင်ကြီးကဝမ်းသာတာပေါ့ကွယ်မင်းသားလေးကကိုပျောက်ထားတဲ့အတွက်ဆွလက်ပေးရန်ရှာလို့ပဲမတွေ့ပေဘူးတဲ့နောက်ဆုံးမှာသူငယ်လေးကမင်းသားလေးနဲ့အတူမိမပြိုလေးရှိရာကိုလာခဲ့ကြတာပေါ့ကွယ်လာတဲ့လမ်းမှာဘလူးကြီးကအဆောင်ဖြစ်ချထားတဲ့မွေးတကောင်နဲ့ချင်းသေးတကောင်ကိုရင်ဆိုင်ကြရတယ်ဒါပေမဲ့မော်လက်ဆွရဲ့တကိုးကြောင့်မို့လို့သူ့ရဲ့ခန္ဓာကိုယ်ကအကြီးဖြစ်အောင်လုပ်ပြီးတော့မှချင်းသေးနဲ့မွေးကြီးကိုနှိမ်နှင်းခဲ့တာပေါ့ကွယ်
ဒီလိုနဲ့မင်းသားလေးနဲ့သူငယ်လေးတို့ဟာခီးဆက်တက်ကလေးရဂလုံငယ်ကြီးတစ်ကောင်ကိုထွန်းတွေ့ပြန်ကြတယ်တဲ့ဂလုံငယ်ကြီးကိုလည်းချီမုံနိုင်ခဲ့ပြီးတော့မှမိမပြိုလေးကိုဖမ်းထားတဲ့ကြောက်ကူကြီးရှိရာကိုလာခဲ့ကြတာပေါ့ကွယ်မော်လက်စွတ်တကူနဲ့ကြောက်ကူကြီးကိုမော်လက်စွတ်တကူနဲ့ကြောက်ကူတကားကြီးကိုဖွင့်နိုင်ခဲ့တယ်နောက်ပြီးတော့မှကြောက်ကူကြီးရဲ့ကိုဝင်လာခဲ့တယ်မင်းသားလေးကမိမပြိုလေးကိုတွေ့ချင်းမှာပဲသူငယ်လေးကိုမေ့သွားတယ်တဲ့မိမပြိုလေးရှိကိုသွားပြီးတော့မှချစ်ခွင့်ပြန်တယ်မိမပြိုလေးကလည်းသူ့ကိုမငင်းပဲနဲ့ကျမဟာဘရင်သမီးတော်တယောက်ဖြစ်တယ်ဘလူးကြီးကကျမအဖေရဲ့နိုင်ငံထဲကမိမပြိုလေးတွေကိုစားပြီးကျမတယောက်တည်းပဲကြံတော့တယ်တကယ်လို့ကျမအဖေကကျမကိုဘလူးကြီးလက်ထဲမအပ်ဘူးဆိုလို့ရှိရင်ဘလူးကြီးကဖခင်မဲတော်ပါဝင်တမျိုးလုံးကိုစားပစ်မှာဖြစ်တဲ့အတွက်သူ့နောက်ကိုလိုက်လာရတယ်ဒါပေမဲ့ဘလူးကြီးကကျမကိုမစားပဲနဲ့သူကျင်ရတော့ဖြစ်ထားခြင်းနဲ့ဒါပေမဲ့လည်းကျမသူ့ကိုမချစ်တဲ့အတွက်ဒီကြောက်တိုင်ကြီးပေးမှချီနှောင်ထားပြီးတော့မှကျမသူ့ကိုအဖြစ်ပေးမဲ့အထိစောင့်နေတယ်ဒီတစ်ခါသူဖြင်းထွက်သွားတာပြန်မလာတာကြပြီပြန်လာဖို့နီးပြီလားဆိုတာလည်းကျမမပြောတတ်ဘူးတကယ်လို့ကျမကိုဘလူးကြီးလက်ထဲကကဲတင်နိုင်မယ်ဆိုလို့ရှိရင်အတင်မင်းသားနဲ့လက်ထပ်ဖို့သဘောတူပါတယ်လို့မင်းသမီးလေးကပြောတယ်တဲ့ကွယ်အဲ့ဒီအချိန်မှာမင်းသားမိမပြိုလေးကိုဘလူးကူညီရမလဲလို့မေးတယ်မိမပြိုလေးကလည်းသူ့ကိုချုပ်ထားတဲ့တော့ကြောက်တန်ကြီးပေါ်မှာတင်ထားတဲ့အတွက်ဟိုးအမြင့်ကြီးပေါ်ကိုတက်ပြီးတော့မှတော့ကိုသွားယူရမှာဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ကြောက်တိုင်ကြီးကိုတတိထားပြီးတက်ရတဲ့သူမကိုကူညီတဲ့ကြောက်တိုင်ပေါ်တက်တဲ့သူတွေအားလုံးဟာအောက်ကိုပြုတ်ကျပြီးအသက်တွေဆုံးရှုံးသွားရကြောင်းတတိပေးပြောဆိုလိုက်တယ်ကွယ်မင်းသားကလည်းမင်းသမီးလေးကိုလိုချင်စောကြောင့်သူငယ်လေးကိုအကူအညီမတောင်းတော့ပဲကြောက်တိုင်ကြီးအပေါ်တက်သွားတယ်ဒါပေမဲ့ကြောက်တိုင်ထိမရောက်ခင်မှာပဲချီချော်ကျပြီးတော့မှအောက်ကိုပြုတ်ကျပြီးကြောက်တုံးကြီးဖြစ်သွားတယ်တဲ့နောက်ဆုံးမှာတော့သူငယ်လေးကမင်းမပြိုလေးထံသွားပြီးတော့မှသူလည်းမင်းသမီးလေးကိုချစ်ခင်နေတဲ့ကြောင်းဖွင့်ပြောပြတယ်မင်းသမီးလေးကအတင်လို့လေကျွန်တော်ရှိလာတဲ့ယောက်ျားပြိုတွေထဲမှာအတင်တယောက်တည်းကိုသာတွေ့ချင်းစိတ်လှုပ်ရှားမိရဲ့တင်ဟာကျွန်တော်ရဲ့ဖူးစာရှင်ပဲဖြစ်မယ်လို့ယုံကြည်တယ်တင်သာကျွန်တော်ရဲ့ခင်ပွန်းဖြစ်မယ်ဆိုလို့ရှိရင်အတင်ကိုတက်ဆုံးချစ်မှာပဲလို့သူပြောတယ်သူဟာကြချင်းမှာပဲမိမပြိုလေးမျက်စိကိုအဝတ်စားနဲ့ပိတ်ပြီးတော့မှမော်လက်စွပ်ကိုပတ်ကအရာရှိဖြစ်အောင်လုပ်ပြီးတော့မှတော့အလဲတကိုယူကမင်းသမီးလေးကိုတော့ဖွင့်ပြီးကတင်လိုက်တဲ့အစမှာမင်းသမီးလေးကဘလူးကြီးရဲ့ရန်ကိုစိုးရိမ်ပေမဲ့သူငယ်လေးကမိမိဘလူးကြီးကိုတတ်လိုက်ပြီးဖြစ်ကြောင်းပြောပြတယ်သူငယ်လေးနဲ့မင်းသမီးလေးတို့ဟာနေရက်ကိုပြန်ရောက်တဲ့အခါမိဘဘရင်ကြီးကလည်းဝမ်းသာအားရကြိုးစိုးပြီးတော့မှသူတို့ကိုလက်ထပ်ပေးလိုက်တဲ့နောက်ဆုံးမှာအသက်ဆုံးပျော်ရှင်ကပေါင်းတင်းနေတိုင်းသွားကြတော့တယ်တဲ့ကွယ်ကဲပုံမြင်လေးကတော့ဒီလောက်ပါပဲတာမီမီလေးတို့ရေအားလုံးပဲ good night ပါနော်